ရုံကလေးရဲ့ညံစွမ်းပုံမြင်ရှိတုန်းကတောအုပ်ကြီးတစ်ခုမှာရုံဝဝနဲ့စင်ကလေးတို့ဟာအတူတကွပျော်ပျော်ရွှင်နေထိုင်သွားလာကြတဲ့။ဒီနေ့မှာတော့ပျော်ပျော်ရွှင်ကစားနေတော့ဂူကြီးတစ်ခုကိုတွေ့လို့ဝင်သွားကြတယ်။အဲ့ဒီဂူကြီးထဲမှာအယိုးရီအသားစတွေနဲ့အမွှေးအမြင်တွေကိုတွေ့ကြရတယ်တဲ့။အဲ့ဒီအခါမှာဝဝကလေးဟာဒီဂူကြီးထဲမှာအကောင်ကြီးနေတာဖြစ်မယ်လို့ပြောတဲ့။စင်ကလေးကတော့တန်မာတဲ့အကောင်ကြီးနေတာဖြစ်မယ်လို့ပြန်ပြောတဲ့။ရုံကလေးကတော့စဉ်းစားပြီးမှဒီကူကြီးထဲမှာချင်းသိကြီးနေတာဖြစ်ရမယ်လို့ပြောလိုက်တဲ့ကွယ်။အဲ့ဒီအချိန်မှာချင်းသိကြီးပြန်ရောက်လာပါလေရော။သူတို့သုံးကောင်ကိုမျက်နှာနဲ့စိတ်ဆိုးပြီးဟိန်းဟောက်လေရောတဲ့။အဲ့ဒီအခါဝဝနဲ့စင်ကလေးတို့နှစ်ကောင်ဟာငိုနေကြတဲ့။ရုံကလေးကတော့ပြောရမယ့်စကားကိုစဉ်းစားနေတဲ့တဲ့။နောက်တော့ရဲဝဝနဲ့အရှင်ချင်းသိမိခမညာအရှင်နေတဲ့ဂူမန်းမသိလို့ဝေမိတာပါဒီတစ်ချိန်တော့ခွင့်လွှတ်ပေးပါလို့တောင်းပန်လိုက်တဲ့ကွယ်အဲ့ဒီအခါချင်းသိကြီးဟာစိတ်ဆိုးနေရကစိတ်ကြည်နဲ့သွားပါလေရောတဲ့အရွယ်ငယ်ပေမဲ့ရဲဝဝနဲ့ချိုတသားပြောလိုက်တဲ့ရုံကလေးကိုတောပရင်ချင်းသိကြီးဟာသဘောကျပြီးအားလုံးကိုပြန်လွတ်ပေးလိုက်တဲ့ကွယ်ဒါကြောင့်သူတို့အားလုံးဟာပျော်ရွှင်ပြန်လာနိုင်ကြတယ်အဲ့ဒီနောက်မှာဝဝနဲ့စင်ကလေးတို့ကရုံကလေးကိုဒီကူကြီးထဲမှာချင်းသိကြီးနေတာကိုမင်းမလို့သိလဲလို့မေးကြတဲ့ကဲတငယ်ချင်းတို့ရောရုံကလေးဘာကြောင့်သိတာလဲဆိုတာစဉ်းစားလို့ရရင်ဖြေခဲ့ပါအောင်နော်အာဇာနီမြောက်မေရှင်းလွန်ပြီးတော့အခါကဟိမဝင်တာတော်၌ဖျားလောင်းမြောက်မေဟာမြောက်အများပြားကိုအုပ်ချုပ်လျက်ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်ထိုဟိမဝင်တာတော်တွင်သို့စီစင်းလျက်ရှိသောဂင်းကာမြစ်ကန်ပင်နာတွင်အလွန်ချုံမြိန်သောအသီးများတီးပွင့်တဲ့တရဲပင်တစ်ပင်ရှိလေ၏ထိုတရဲပင်မှာတရဲသီးတို့ဟာအနက်အရသာနှင့်ပြည့်စုံသောကြောင့်မြောက်အပေါင်းတို့ဟာထိုတရဲသီးတို့ကိုအစာအဖြစ်စားသုံးကြလေရှိပါတယ်တနေ့တနိုင်ထိုတရက်ပင်မှာအသီးများသီးနေသောအကိုင်းခက်တစ်ခုဟာမြစ်အပေါ်သို့ထိုးထွက်လျက်ရှိလေ၏ထိုအကိုင်းမှာတရက်သီးတစ်လုံးဟာမဲ့၍ကျွေလေသောမြစ်အတွင်းသို့ကျပြီးမျောပါသွားပါတယ်ထိုမျောပါသွားသောတရက်သီးဟာဘာယာနတိပြည်အနီးသို့တောင်တင်လေတော့တစုံတယောက်မှဆယ်ယူပြီးအစင်းအနှံ့ရတာနှင့်ပြည့်စုံကြောင်းသိရှိပြီးဘရင်မြင့်မြတ်ထံဆက်တာခဲ့ပါတယ်ဘရင်မြင့်မြတ်လည်းစားသုံးလေတော့အလွန်စားကောင်းသောကြောင့်ထမှန်စားခြင်းစိတ်ဖြစ်ပေါ်လာပြီးဘိုပါပေါင်းဆံရန်ကမုံဆိုးကိုလမ်းပြခိုင်းစေပြီးတရက်ပင်ရှိရာဟိမဝင်တာတောသို့ကြွားချီလာခဲ့ပါတယ်တော်အတွင်း၌တရက်ပင်ကိုတွေ့လေသောဘရင်မြင့်မြတ်နှင့်ဘိုးပါပေါင်းတို့ဟာတရက်သီးများကိုခူးယူစားသုံးခဲ့ကြပါတယ်။ထို့နောက်နေဝင်သောအခါထိုတရက်ပင်၏အရှိအောင်မှာပင်အိပ်ဆက်အနားယူခဲ့ကြပြန်ပါတယ်။ဘရင်မြင့်မြတ်နှင့်အချွေရန်တို့အိပ်ပျော်နေစဉ်မှာမြောက်တို့ဟာသူတို့၏အစာဖြစ်သောတရက်သီးများကိုအပင်ပေါ်တက်၍စားသုံးကြပါတယ်။ထိုစဉ်ဘရင်မြင့်မြတ်လည်းနိုးလာခဲ့ပြီးလေးသမားတို့ကိုတရက်ပင်ပေါ်သို့ဝမ်းရံထားရန်အမိန့်ပေးခဲ့ပါတယ်။မြောက်ပေါင်းတို့လည်းကြောက်လန့်ကုန်ကြပြီးဖျားလောင်းမြောက်မင်းထံချင်းကပ်လာသောကြောင့်မြောက်မင်းလည်းသင်တို့အားငါ၏အသက်ကိုပေး၍ကဲတင်မည်ဟုဆိုပြီးမြစ်အပေါ်တွင်ကိုင်းနေသောတရက်ကိုင်းအစွန်းမှာအာပါလာသောအဟုန်ဖြင့်ခုန်ပြီးမြစ်တစ်ဖက်ကံသို့ခုန်ကူးခဲ့ပါတယ်။ထို့နောက်တစ်ပင်တစ်ပင်မှနှွေကြိုးခွေတစ်ခုကိုဖြတ်ပြီးတစကိုတစ်ပင်တွင်ချီပြီးကြံတစကိုမိမိခါ၌ချီလျက်တရက်ပင်ရှိရာတစ်ဖက်ကန်းသို့ပြန်လဲခုန်ကူးလာခဲ့ပါတယ်။နှွေကြိုးကိုဖြတ်စဉ်ကတစ်ဖက်ကန်းမှတစ်ပင်နှင့်တရက်ပင်၏အကွာအဝေးကိုမှန်း၍ဖြတ်တော်လဲအနှဲငယ်တိုးသွားသောကြောင့်လိုအပ်နေသောအကွာအဝေးကိုဖျားလောင်းအောင်သူ၏ခန္ဓာကိုယ်ကိုအစားထိုး၍ကြံမြောက်အပေါင်းအားသူ၏ကြောကုန်းပေါ်မှနင်းပြတ်စေလျက်တစ်ဖက်ကန်းသို့ကူစီခဲ့ပါသည်။မြောက်ပေါင်းလည်းဖျားလောင်းမြောက်မင်းအားအယုဒိပြုပြီးနောက်ပြင်းပြင်းစွာကူးခဲ့ကြပါသည်။ထိုမြောက်များအနက်မှမြောက်မင်းကိုအမြဲရန်ရှာလိရှိသောဒေဝရက်လောင်းမြောက်ဟာမြောက်မင်းကို
တန်ရာရောက်စီရင်အလုံးကအမြင့်သို့တက်ပြီးမှမြောက်ဤကြောကုန်းပေါ်သို့အရှိတ်အဟုန်ပြင်းစွာခုန်ချပြီးຫນွေကျိုးကိုပြင်းစွာနှင်း၍တစ်ဖက်ကန်းသို့ကူးသွားခဲ့ပါသည်ထို့သောပြင်းထန်စွာခုန်ချသောအရှိန်နှင့်ရှေ့မှမြောက်များဖြတ်ကူးသွားသောတန်ကြောင့်ဝေဒနာပြင်းထန်ကိုခံစားလျက်ဒီကောင်တဲ့တွဲလျောင်းခုလျက်ကြံ့ရည်ခဲ့ရပါသည်ထိုအဖြစ်ပြက်ကိုမြင်သောဘာယနတိမင်းလည်းမြောင်မင်းဟာတရိษံဖြစ်လင်ကစားမိမိအသက်ကိုပေး၍အများကိုချမ်းသာအောင်ပြုလုပ်ပေးပုံကိုအလိုကြည်ညိုသောကြောင့်မြောင်မင်းကိုတစ်ပင်ကိုင်းစွန်းမှအသာရချပေးခဲ့ပါသည်ထို့နောက်တန်ရများကိုစီဖြစ်နေစေပြီးနူးညံ့သောအရာထက်တွင်အနားယူစေခဲ့ပါသည်ဘယင်မမြက်လည်းထိုအဖြစ်ပြက်ကိုအံ့ဩလွန်၍မြောင်မင်းအားထိုမြောက်တို့နှင့်ဆွေမျိုးတော်ဆက်သနည်းဟုမေးလေ၏မြောင်မင်းကအရှင်မင်းကြီးငါသည်အကြီးမှုဖြစ်သောကြောင့်ထိုမြောက်တို့၏ကောင်းကျိုးချမ်းသာကိုငါဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်ထို့သောဆောင်ရွက်လင်ငါသိမိကိုသိတော်လဲစိုးရိမ်ခြင်းမရှိဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုရှင်းပြခဲ့ပါသည်အသေးမင်းကြီးလည်းငါ၏ပုံစံကိုအတုယူ၍တတ္တဝါတို့၏ကောင်းကျိုးကိုဆောင်ရွက်ပါလေဟုဆုံးမစကားပြောပြီးလင်အသက်ကုန်ဆုံးသွားခဲ့ပါသည်